ဖျားရိတ်တရားရိတ်အေးချမ်းပါတယ်ဗျာနုပညာလက်ရလေးလေတော့လှပါတယ်အေးနေတာပဲဒီအောက်ဒီထဲကိုရောက်သွားတော့ပြောမှညနေကျတော့လာတယ်ဟုတ်ပြီစီးတာဘာလဲဘာလဲကြာရဘယ်ကန်းလေးလဲဟာဟာလေးချက်နေရမန္တလေးရောက်ရင်ဝင်ဖူးကြပါအတွင်းပြင်ကြံမလောက်အေးချမ်းလဲဆိုတာအေးချမ်းပါတယ်မန္တလေးရောက်ရင်လာရောက်ဖူးမြော်ကြဖို့ဖိတ်ခေါ်ပါတယ်တကယ်ကိုအေးချမ်းပါတယ်